Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အသီးတွေပြစ်ပြစ်နစ်နစ်နဲ့2500တွေရှိတဲ့ရေခဲတုပ်ကိုသွားစားမှာဖြစ်ပါတယ်ကဲရေခဲတုပ်စားမဲ့ဆိုင်ပတ်ဝန်းကျင်လေးဖြစ်ပါတယ်စားနေရင်တဝက်ကျော်မှရိုက်ဖို့တတိကြလို့ပေါ့နော်ဒါတောင်မှအသီးတွေအများကြီးကျန်ပါသေးတယ်ဒါကစားနေရင်တန်တန်ရိုက်နေတာတောင်မှကျန်တဲ့အသီးတွေဖြစ်ပါတယ်တင်မော်သီးတွေဖရဲသီးတွေပန်းသီးတွေငပြောသီးတွေနဲ့ဒီ strawberry သီးတွေပါပေါ့နော်ဆုံဆုံလင်လင်ထည့်ပေးထားတဲ့ရေခဲတုပ်လေးဖြစ်ပါတယ်ဒီခစ်ကြီးမှာဒီလိုအသီးအစုံလေးနဲ့2500ရဲဆိုတာအရန်အောင်ပိုကောင်းပါတယ်เนาะအဲ့တော့မင်းကတော့တလုတ်ပြီးတလုတ်ကိုစားပစ်ခဲ့ပါတယ်အဓိကဒီဆိုင်ကပေါ့နော်ခဏခဏလာဖြစ်တယ်အရန်တန်တာလဲပါတယ်ပြီးတော့ဒီလိုမျိုးသီးစုံကို2500တဲ့နဲ့ဒီခက်မှရဖို့မလွယ်ဘူးပေါ့နော်ပြီးတော့ဒီသူ့ရဲ့ရေခဲတုပ်ကိုစားပြီးရင်လေလုံးဝဟိုချောင်းဆိုးတာတွေဘာတွေမဖြစ်ဘူးပေါ့နော်တခြားရေခဲတုပ်တွေပါတယ်ဆိုလို့ရှိရင်ချောင်းဆိုးတာတွေဘာတွေကြမ်းခဲ့တယ်ဒီရေခဲတုပ်ကကျတော့ချောင်းဆိုးတာတွေဘာတွေလည်းမကြမ်းဘူးပေါ့နော်ဆိုတော့လုံးဝကုန်တဲ့အတီကိုဒီလိုအားရပါရမောချတောက်ဖြစ်ခဲ့ပါတယ်ကဲသူ့ရဲ့ပုံလေးပါအားလုံးပဲကြည့်ရှုပေးကြရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်